လာပြစာရင်ဖြစ်တာတော့တစ်နှစ်ကျော်တော့ရှိတယ်ဘယ်မှာစီးတော့တက်တာခုဖြစ်တာတစ်ပတ်ကျော်တော့ပြောအခုဘယ်လိုဖြစ်နေနေခင်းနေလဲဆိုထမင်းစားရင်လည်းနေလို့ရတယ်ညပိုင်းဆိုရင်နေလို့မရဘူးဒီကဘဲတစ်ချမ်းဘိုက်ကတော့ဘုံဘုံနဲ့ကိုကဲဘိုက်ကြီးအင်းပြီးတော့အခါရည်နာခါရည်နာကောင်းနောက်တာတော့နည်းနည်းတော့ကောင်းဒီရဲတော့ပြန်ကောင်းပါဘူးဝေကဆရာကိုဖုန်းချက်တဲ့ရဲကကောင်းနေတော်တော်နောက်ကောင်းတော့လည်းဒီကဝင်းနဲ့ပြေးစားလိုက်တယ်တော့ဝင်းမဲ့တော့အမြာဒီရဲဝင်းလဲဘယ်လိုနည်းနည်းစားလို့ကောင်းလားစားလို့တော့ကောင်းတယ်အဲ့လိုမရဘူးလားရတယ်အဲ့လိုလည်းရစားလို့ကောင်းအဲ့လိုရကြီးကြရင်ဘယ်လိုတော့ဘိုက်ကြီးထဲမှာတင်းကျပ်ကြီးဖြစ်နေတော့နည်းနည်းလေးအိပ်ပျော်ဝိုင်းတော့ဘာမှမဖြစ်ဘူးမအိပ်ခင်တော့တနာရီကျော်တနာရီခွဲလောက်ဆိုတော့တော်လေးပါပြည့်ဘိုက်ကြီးတင်းဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နေတော့စီရောကောင်းလားစီးလဲကောင်းတယ်စီကောင်းတယ်ဝဲမှဖြစ်နော်နော်ဝင်းလေးနည်းနည်းချုပ်လိုက်ဝဲမှမှန်အောင်နော်နည်းနည်းချုပ်တော့အများကြီးချုပ်နော်နော်ဝေဒနာစတဖြည်းဖြည်းတိုးလာပြီလေအရင်ကတဖြည်းဆိုးလာပြီမလားသွေးကြောတွေပိတ်တဲ့သွေးကြောတွေတိုးလာလို့ဖြစ်တယ်နော်မကြခင်မကြီးလေးစားရင်ကောင်းပါလို့နော်အစားရင်ကောင်းအယောဂတွေကုန်ပြောက်သွားနော်ရပိုင်းပဲမထားဘူးဆရာကတော့အမြန်ဆုံးပြောက်တော့နော်ဒါဒီလူလေးဆိုတာဆရာကြောင့်တည်ရတယ်အခုမှဆေးဘူးတွေယူရညီလို့မြင်တဲ့အတိုင်းမှာဗျအများကြီးပဲအဲ့ဆိုတော့ကောင်းမှန်းသိပါလေနော်သူတို့တွေဘဲကူမရတဲ့လူတွေနော်အဲ့ဒါဘယ်မှာကိုရငုံဆိုနှပ်ပြနာသထေးတွေစံသထေးတွေဝထီးကအမဘယ်မှာကိုမရဘူးကောင်းအဲ့ဒါသူတို့ကိုယ်လိုက်မယ်နော်မြင်နေနော်အဲဒီလေးလည်းမကြခင်ရပိုင်းမှာပြောက်ပါနော်ဟုတ်ပါဘောညီလေးလိုဝေဒနာခံစားနေရလို့တို့ဘာပြောကြလဲစိတ်နဲ့ပတ်သက်ပြီးတော့စိတ်နဲ့ပတ်သက်ပြီးတော့ဒီစေးကောင်းလေးရှာပေါ့ကျွန်တော်ဆိုရင်ဒီဟိုမဲဒီလိုစေးအဆက်ကိုမဲတွေ့အောင်ရှာနေတော့ကကောင်းတော့ဗောလားအဆက်နဲ့သမီးတွေ့တာရဘူးလို့သွားမယ်လို့ငါအဲ့ဒီဆရာကိုဆရာဟောတော့ဝင်ကြည့်လိုက်တော့ခုနာတွေတွေ့တယ်သူနဲ့တင်ရတယ်လေဆိုင်ဖြစ်တာဆိုတော့သူတင်းလို့ဟဲ့ဒီမှာကျန်တော့တွေ့ထားတယ်ဆိုတော့ဆရာကောက်ကိုလိုက်လောက်တာပေါ့ဘယ်လာရရန်ကုန်ရန်ကုန်တောင်းတော့68ရပါတကုံးစိတ်ကမ်းပါညီမကြရင်ကောင်းပါလားကောင်းပါဘူးအလုံးလို့ရမှာလေနာညီလေးတို့ဆိုနုနုလေးရှိရအခုဟိုမင်းတိုင်ပတ်နေပြီလေနော်ဘယ်ကိုတိုက်တဲ့နေမှာပါခုဒီအစာရောသွားတဲ့သွေးတွေရနေလေအလောက်ကိုကောင်းကောင်းမလုံးနိုင်နာဘာလို့စီးပွားရေးအများကြီးထိကြိုက်တော့နော်အဲ့လိုဘိုက်နည်းနည်းတင်းသွားပြီဆိုတော့စိတ်မကွာလုံးလုံးဘိုက်ရဲ့အင်းနေနေဖြစ်တာတော့ကောင်းပါလို့နော်ဟုတ်ကဲ့ပါ